မီလေးမနေ့ကစောလေးဈေးလေးရောင်းပေးပါမယ်ဈေးလေးရောင်းပေးချင်တယ်ပေါ့နော်ဘာလို့ဈေးလေးရောင်းပေးချင်တာလဲဆိုတော့မီလေးတို့ရှိမှာဈေးတွေအသက်တာသုံးဈေးနဲ့ရောင်းပေးနေဖြစ်ကြောင်းမီလေးဈေးလေးရောင်းပေးချင်ပါတယ်မီလေးရှိမှာမှန်ခုံးနဲ့ဒီနေ့ပြပေးမှာကမှန်ခုံးအမှန်ပြန်ပြပေးမှာဖြစ်ပါတယ်အဲ့တော့မီလေးတော့မှန်လူရိုးအမှန်အပြန်လေးနဲ့ရင်မိတ်ဆက်ပေးမယ်မီလေးကူရှယ်မယ်မီလေးလက်ထက်မှာက Note 35ကြီးကွာ Note 35ကြီးမှာ Redmi 120တွေပါရှိမယ် Redmi 256တွေပါရှိမယ်ပေါ့နော်ဈေးတန်းကလည်းတကယ်သက်တာရဲ့ဈေးနဲ့ရောင်းပေးထားတယ်နောက်တစ်ခါကျတော့ promotion အစီအစဉ်တွေမရှိတော့မှဈေးလျှော်ပြီးရောင်းမိနေဆိုတော့ပေါ့နော်လုံးဝအတန်ဆုံးဈေးနဲ့ရသွားအောင်ပြောပေးမယ်အဲခက်မှန်းလေးပြောပေးမယ်ပေါ့နော်ရှေ့ဗီဒီယိုတော့လိုပဲမလေးခက်မှန်းလေးပြောပေးမယ်ဈေးတွေကောင်လည်း6သိန်းကျော်နဲ့ရောင်းပေးထားရပေါ့နော်အဲ့ဒါပြီးတော့မလေးရှိမှာကာလာလိုင်းကကျတော့အဖြူလေးရဲ့အနက်ကလေးရွေးချက်လေးရပါတယ်8256 ပါနော်ဒီကောင်လေးဆိုလို့ရှိရင်လည်းလုံးဝအစ်စ်ဆိုင်ပါမနေ့ကဗီဒီယိုမှာပြောထားသလိုပဲအစ်စ်ဈေးပေးစရာမလိုဘူးအစ်စ်နီးပါးကိုရမယ်โอเคအဲ့ဒါလေးရှိမယ်နော်ဒီကောင်လေးပြင်မလေးရှိမှာက5G ပဲရှိရလားအမိုက်ဆိုမဟုတ်ဘူး 4G ပါရှိရောနော် 4G ဆိုလို့ရှိရင် 8256 မှာ9သိန်းစွန်းစွန်းနေပဲယူပါလုံးဝဒီလိုမျိုးဈေးကိုရှာကြည့်အောင်ပေါ့နော်တကယ်ဟိုတန်တဲ့ဈေးနဲ့ရောင်းပေးထားဖြစ်ပါတယ်အဲ့ပြီးတော့ Note 40လေးရှိမှာ 8256 မှာ9သိန်းကျော်နေပဲယူပါ9သိန်းတော့အများကြီးမကျော်ဘူးဈေးကထက်ချော်ပေးအောင်ပေါ့နော်ဒီလိုရှိမှာကအာမခံချက်နဲ့ရောင်းတာဖြစ်လို့ကြောင့်မလို့300လူကလည်းတကယ်ကိုအဆင်ပြေပြေသုံးလို့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့စေးလေးလေးသုံးလို့ရတယ်ကွာမလေးတို့ကလုံးဝအဲ့ဒါကင်းမှရောင်းပေးရဖြစ်ပါတယ်အဖွင့်လည်းလုံးဝမရှိဘူးပေါ့နော်အဲ့တော့တချို့ကျတော့မေးကြရပေါ့နော်အဲ့ဒါတွေကအစေရောပြင်နိုင်ပါမလားလုံးဝပြေးပါတယ်အာမခံချက်ကလုံးဝ 100% ပေးထားပြီးသားပေါ့နော်ဒီမှာ Civic 2ရှိအောင်မှာ RAM 256 ကမှာ8သိန်းကျော်နဲ့ပဲယူပါ Xiaomi 12 Pro လေးကို256ကို9သိန်းကျော်နဲ့ပဲယူပေးပါတကယ်ကိုအလုံးသက်နေပဲပေါ့နော်အဲ့ပြမလေးဒီမှာ Civic 1ကိုမှာ color line လေးထည့်ယူလို့ရမှာဒါတော့1ပေါ့နော်ဆက်လာမလေး2 2ပြောပေးတော့တာပေါ့နော် Civic 1ဆို256ရှိမယ်ကွာတော့256ဆိုမှာ9သိန်းစွန်းစွန်းနဲ့ပဲယူပါ AMOLED မှန်နဲ့သုံးလို့ရမယ် resolution မြင့်မြင့်သုံးလို့ရမယ်နော်မှန်ခုံးမကြိုက်တယ်လုံးဝထက်ထက်လေးသုံးနေတယ်ဆိုရင်တော့ Civic series ကိုသုံးပေးပါဘာလို့လဲဆိုတော့ကင်မရာဘိုင်းကတကယ် iPhone နီးပါးလောက်ကိုကောင်းတယ်ပေါ့နော် iPhone တော့သွားပြီးတော့ရှင်းလို့မရဘူးပေါ့နော်ဒါပေမဲ့အဲ့နီးပါးလောက်ကိုကောင်းတယ်အဲ့ပြီးတော့မလေးရှိမှာက Vivo တွေက 12D လေးရှိမှာ Y12D sorry Y21D ဒါလို့ဆိုရင် RAM 412ကိုမှ9သိန်းကျော်နဲ့ပဲယူပါဘူးကျိုးအစုံပါပါမယ်အဲ့ပြီးတော့ Redmi 15 no မဟုတ်ပါဘူး Redmi 15ပါ RAM 8256ကိုမှ9သိန်းစွန်းစွန်းနဲ့ပဲယူပါနော်ဒါလေးရှိပါမယ်အဲ့လေးပြီးလို့ရှိရင်မလေးဒီမှာတွဲလေးရှိမှာပေါ့နော် Redmi Note 12လေးပေါ့နော် Note 12 Pro Speed Edition တွေပါရှိမယ် Redmi Note 12ရှိမယ် Redmi 12ရှိမယ်ပေါ့နော်ဒါလေးဆိုရင်မလေးဒီမှာ6သိန်းကျော်နဲ့ပဲယူပေးပါ6သိန်းကျော်နဲ့ RAM 8256ပါနော်ကင်း200ပါတော့ကြောင့်မို့လို့memory card တွေပဲပြင်มาလုံးဝမစိုးရင်ရတော့ဘူးပေါ့နော်အဲ့ပဲမလေးရှိမှာ Note 13 Pro ရှိမယ် RAM 812ကိုမှ9သိန်းကျော်နဲ့ပဲယူပေးပါ13 Pro 9သိန်းကျော်ဆိုအမကြီးဖြစ်နိုင်မှာမလားဟုတ်ပါတယ်လုံးဝအိမ်မမဟုတ်ပါဘူးလုံးဝဈေးမပြောလည်းမဟုတ်ပါဘူး RAM 812ကို9သိန်းကျော်နဲ့ပဲယူပေးပါနော်တကယ်ဟုတ်တက်ပါတယ်အဲ့ဒါ short ပေးအောင်ပါပေါ့နော်နောက်ပြီးတော့မလေးရှိမှာကစနကဒီအယောင်လေးပေါ့နော်ဆက်မလေးပြတော့ Note 12 Pro လေးပဲအယောင်လေးရှိမှာနော်အပြောင်လေးအဲ့ပြင် Redmi Note 12လေးစီလုံးလေး8256ကိုမှမလေးရှိမှာလုံးဝအလုံးအတန်လေး dual speaker နဲ့ရောက်ထားပါတယ်နော် color လေးလည်းတကယ်ဆင်ပြေအဲ့ပြင်မလေးရှိမှာတပ်ဖို့3ရှိမယ် gaming တွေမှာတင်းတင်းသုံးနေတယ်256 9သိန်းကျော်နဲ့ပဲယူနော်9သိန်းစွန်းစွန်းလေးပါ Note 14 Pro 256 9သိန်းနဲ့စွန်းစွန်းလေးနဲ့ပဲယူပေးပါတကယ်ဟုတ်တက်မှာနော်